အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ February 3 ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့လူပါဝါလာတဲ့ဒီမောနိုင်ငံကိုမြန်မာတပ်မတော်နဲ့နိုင်ငံတော်အစိုးရအပြင်ပြည်သူတရားလုံးကပါပြင်းပြင်းထန်ထန်တုံ့ပြန်အရေးယူဖို့လိုပြီဆိုတဲ့သတင်းကိုဝေမျှပေးကြပါတယ်မြန်မာတပ်မတော်နဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့ကိုစစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများဟုဆိုကာဆွဆွဲချက်ဖြင့်ဒီမောလက်ဒေနိုင်ငံကတရားရေးဆိုင်ရာတာဝန်ရှိသူများကလုပ်ငန်းများစတင်နေဆိုပြီးပြည်ပမီဒီယာချုပ်မှာဖော်ပြလာတာတွေ့ရပါတယ်ဒီမောလက်ဒေနိုင်ငံကအာဆီယံနိုင်ငံ၏နောက်ဆုံးဖွဲ့ဝင်နိုင်ငံဖြစ်ပြီးအာဆီယံဖွဲ့ဝင်နိုင်ငံမဖြစ်ခင်ကတော့မြန်မာနိုင်ငံကိုလာပြီးတပ်မတော်အကြီးအကဲတွေဌာနဆိုင်ရာအကြီးအကဲတွေကိုတနိုင်ငံနဲ့တနိုင်ငံဝင်ရောက်မစွက်ဖက်ရေးမှုကိုလေးစားလိုက်နာပါမယ်အာဆီယံပြည်ညင်းတွေကိုလည်းလေးစားလိုက်နာပါမယ်ဆိုပြီးငိုယိုခြေစလုံးပတ်ပြီးအကြိမ်ကြိမ်လာရောက်တောင်းပန်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်မှာလည်းမြန်မာနိုင်ငံနဲ့နိုင်ငံတော်အစိုးရကအကြမ်းဖက်ဖွဲ့စည်းဖြစ်သတ်မှတ်ကြေညာထားတဲ့ NUG အဖွဲ့ဝင်တွေကိုဒီမောနိုင်ငံအစိုးရကလက်ခံတွေ့ဆုံခဲ့တာကြောင့်ဒီမောနိုင်ငံမြန်မာနိုင်ငံဆိုင်ရာတန်အမတ်ကိုမြန်မာနိုင်ငံကမောင်းထုတ်ခဲ့ပါသေးတယ်ဒါအပြင်၎င်းတို့ရဲ့အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်ပါဝင်ခွင့်ရရှိရေးကြိုးပမ်းမှုကိုလည်းမြန်မာနိုင်ငံကကန့်ကွက်ခဲ့တာကြောင့်အဖွဲ့ဝင်မဖြစ်ခဲ့ပါဘူးယင်းနောက်ပိုင်းမှာတော့၎င်းတို့ရဲ့အကြိမ်ကြိမ်လာရောက်တောင်းပန်မှုနဲ့၎င်းတို့ရဲ့အကြိမ်ကြိမ်လာရောက်ခရီးပေးမှုတွေကြောင့်အာဆီယံဖွဲ့ဝင်ဖြစ်လက်ခံပေးဖို့မြန်မာနိုင်ငံကထောက်ခံနေတာဖြစ်ပါတယ်အာဆီယံဖွဲ့ဝင်ဖြစ်လာပြီးနောက်ပိုင်းမှာတိတ်မကြခင်ပါပဲမြန်မာနိုင်ငံနောက်ပိုင်းကချင်းလူဖွဲ့စည်း CHRO ဆိုတဲ့အဖွဲ့ကိုဒီမောလက်တီနိုင်ငံရဲ့မြို့တော်ဒီလီမှာမြန်မာနိုင်ငံကိုတရားစွဲဖို့တွေ့ဆုံခဲ့တာကြောင့်မြန်မာနိုင်ငံကဒီမောလက်တီနိုင်ငံကတန်ရုံတာဝန်ရှိသူတွေကိုခေါ်ယူတွေ့ဆုံပြီးပြင်းပြင်းထန်ထန်သတိပေးတာနဲ့ဖြည့်ရှင်းချက်ပေးဖို့ပြောဆိုခဲ့ပါသေးတယ်ရင်းနောက်ပိုင်းမှာတော့ယခုလုံးမြန်မာတပ်မတော်ကိုတရားစွဲဖို့စတင်နေဆိုတဲ့အတန်မျိုးထွက်ပေါ်လာတာဖြစ်ပါတယ်ဒါကြောင့်ဒီမောနိုင်ငံရဲ့မြန်မာနိုင်ငံဆိုင်ရာတန်ရုံကိုဖျက်သိမ်းပြီးတန်ရုံကတာဝန်ရှိသူတွေအားလုံးကိုမောင်းထုတ်ဖို့လိုအပ်ပါပြီဒါအပြင်အာဆီယံရဲ့အဓိကအကြဆုံးနဲ့အခြေခံအကြဆုံးဖြစ်တဲ့နိုင်ငံအချင်းချင်းစည်းလုံးညီညွတ်မှုကိုပျက်စီးစေတဲ့အတွက်အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်ကလည်းရက်စဲရမှာဖြစ်ပါတယ်ဒါအပြင်ဒီမောနိုင်ငံကိုတပ်မတော်နဲ့နိုင်ငံတော်အပြင်မြန်မာပြည်သူတရက်လုံးကလည်းပြင်းပြင်းထန်ထန်နဲ့တုံ့ပြန်ဖို့နဲ့ပြင်းပြင်းထန်ထန်ရေးယူမှုတွေလှုပ်ဆောင်ဖို့လိုပြီလို့ပြောကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်